ဒီနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့စာအုပ်ကတော့တတိယတဲ့အခါမြတ်တာပို့ပါဆိုတဲ့ဒီစာအုပ်ပါစာအုပ်နာမည်နဲ့တင်အေဂျင့်နဲ့ byte တစ်ခုခံစားမိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီစာအုပ်မှာကအပိုင်း၃ပိုင်းခွဲထားတယ်ပထမပိုင်းကတော့ကိုယ့်ကိုယ်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုနေထိုင်ရမလဲနောက်ပြီးတော့ကိုယ်ချင်းစာစိတ်ထားတတ်ဖို့နဲ့ကျေးဇူးရှိတဲ့သူကိုကျေးဇူးဆက်ဖို့ပြောထားတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပထမပိုင်းကစိတ်တည်ငြိမ်ဖို့နဲ့စိတ်အေးချမ်းဖို့ကိုဥတည်ပြီးတော့ရေးထားတယ်လို့ကျွန်တော်တော့ထင်တယ်ဒုတိယပိုင်းကတော့ motivate တဲ့ပုံစံပါပဲဒါပေမဲ့အရန်ကြိုးစားပါအရန်လှုပ်ပါဆိုတဲ့ပုံစံနဲ့ရေးထားတော့မဟုတ်နောက်ဆုံးပိုင်းကတော့ခြေရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးထားတာဒီစာအုပ်ကလက်တွေ့ဆန်တဲ့စိတ်ကူးနဲ့ရေးထားတဲ့ပုံစံမျိုးမဟုတ်စာရေးဆရာကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုရေးထားတယ်လို့ကျွန်တော်တို့ထင်တယ်ဗီဒီယိုရှည်သွားမှဆိုလို့တော့ကျွန်တော်အများကြီးမပြောတော့ဘူးအဲ့တော့ဒီစာအုပ်ကလူငယ်တွေတက်ဖတ်တဲ့စာအုပ်တွေထဲမှာပါပါတယ်အဲ့တော့ဖတ်ဖြစ်အောင်ဖတ်ဖို့ကျွန်တော်တို့ပြောချင်ပါတယ်မိတ်ဆွေကစာအုပ်တွေလည်းဖတ်ချင်တယ်ဘယ်လိုစာအုပ်တွေဖတ်ရမလဲဆိုပြီးတော့ဆန္ဒဘောမှာဖြစ်နေတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပါကျွန်တော်ဖတ်ခဲ့ဘူးဒီမြစာအုပ်တွေကမိတ်ဆွေတို့အတွက်အသုံးဝင်မဲ့စာအုပ်တွေကိုနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်လက်တင်ပြပေးသွားပါမယ်